အများစုကတော့ documentary လို့ပြောလိုက်တာနဲ့ဒါကတကယ်လက်တွေ့အမှန်တရားလို့ပဲထင်ကြမယ်အမှန်တော့အဲ့လိုပြောလို့မရဘူးဗျကျွန်တော်ဘာကြောင့်ဒီလိုပြောရဲဆိုတာကိုမိတ်ဆွေတို့နားလည်သွားတာနဲ့ documentary ရုပ်ရှင်တွေပေါ်အမြင်ရောဒါမှမဟုတ်လို့ရှိရင်ကိုယ်တိုင်လက်တွေ့ရိုက်ကူးဖို့စဉ်းစားနေတဲ့သူတွေအတွက်ပါရှင်းလင်းတဲ့အဖြစ်တစ်ခုရသွားလိမ့်မယ်မင်္ဂလာပါကျွန်တော်ရုပ်ရှင်ဖတ်စာစိုးမိုးအောင်ပါဇလန်းနဲ့မှတ်တမ်းရုပ်ရှင်တွေအကြောင်းအများနဲ့ဆွေးနွေးသွားမှာမလို့ကျွန်တော်တို့ရဲ့ရုပ်ရှင်ဖတ်စာ page ကို like and follow လုပ်ထားလို့ရပါတယ်ခင်ဗျာအဲ့တော့ documentary ဆိုတာအမှန်တရားပဲလို့ပြောရင်အတိအကျမဟုတ်ဘူးဗျတစိမ့်တစိမ့်အမှန်လို့ပဲပြောလို့ရမယ်ကဲအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဥပမာအားဖြင့်စက်သားရောင်းနေတဲ့အကိုကြီးတစ်ချက်ကြည့်ရကူတော်မူကျွန်တော်ဒီမြင်ကွင်းကိုပဲမတူတဲ့ fan maker 3ယောက်ကရိုက်နေကြတယ်ဆိုပါစို့တယောက်ကကြတော့စားစာတန်ရှင်းနဲ့ food safety အကြောင်းပြောတာဖြစ်နိုင်တယ်နောက်တစ်ယောက်ကကြတော့ကုန်စည်နှုန်းကြီးမြင့်လာမှုအကြောင်းပြောတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်နောက်တစ်ယောက်ကကြတော့ food chain အကြောင်းပြောတာလည်းဖြစ်နိုင်တယ်အဖြစ်အပျက်ကတူပေမဲ့ story ကမတူတော့ဘူးဗျအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင် fan maker လက်ခံထားတဲ့အမှန်တရားနဲ့သူ့ရဲ့ရှုထောင့်ကမတူလို့ပဲအဲ့ဒီပုံမှာမူတည်ပြီးတော့ရွေးချယ်မှုတွေကလည်းကွဲပြားသွားတာအဲ့တော့ documentary film maker တယောက်ကသူလက်ခံယုံကြည်ထားတဲ့အမှန်တရားရှုထောင့်ကနေပြီးတော့ဘာတွေရိုက်မလဲဆိုတာကိုရွေးချယ်မယ်ပြီးလို့ရှိရင်ဘယ် interview ကိုတော့ view မယ်ဆိုပြီးတော့ရွေးချယ်ရမယ်နောက်ဆုံး final documentary မှာဘယ်ဟာတွေကိုတော့မတုံးဘူးဆိုပြီးတော့ဖြုတ်ချဖို့လဲထပ်ပြီးတော့ရွေးချယ်ရမယ်အဲ့ဒီလိုအစင်းစင်းရွေးချယ်တာတွေထုတ်တာတွေလုပ်ပြီးတော့မှ documentary က film maker ပြောချင်တဲ့အမှန်တရားဒါမှမဟုတ်သူတင်ပြချင်တဲ့ story ကဖြစ်လာတာဗျအဲ့ဒီရှုထောင့်တစ်ခုတည်းကတော့လူတွေအားလုံးလက်ခံတဲ့အမှန်တရားကိုခြုံငုံမိမှာမဟုတ်ဘူးအဲ့ဒီလိုဖြစ်ဖို့လဲ film maker ကစူးစမ်းနေတာမဟုတ်ဘူးဒါဆိုလို့ရှိရင် documentary တွေကဘာကိုပြချင်တာလဲလူတွေအားလုံးအတွက်သက်ဆိုင်တာကဘာလဲအဲ့တော့ကျွန်တော်အစမှပြောခဲ့တယ် fan maker ကသူ့ရဲ့ရှုထောင့်ကနေရွေးချယ်လိုက်တဲ့ food safety တို့ကုန်စည်နှုန်းကြီးမြင့်တာတို့ဒါမှမဟုတ်လို့ရှိရင် food chain တို့အဲ့ဒါတွေက topic ဆိုတဲ့အချက်အလက်တွေကြ documentary တွေကလူတွေနဲ့ connect လုပ်ဖို့ဆိုလို့ရှိရင်အဲ့ဒီအချက်အလက်တွေကမလုံလောက်ဘူး emotion ဆိုတာကိုရှာရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် basic human emotion 6ခုဖြစ်တဲ့ပျော်ရွှင်ဝမ်းနဲ့ကြောက်ရွံ့ဒေါသအံ့ဩရွံ့ရှာဆိုတဲ့ဟာတွေကိုပြောတာမြန်မာမှာဆိုလို့ရှိရင်ယတကိုပါဗျာအဲ့ဒီလိုမျိုးခံစားချက်တွေကတစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေနားလည်ခံစားတတ်တဲ့အမှန်တရားဗျအဲ့ဒါကိုရှာဖွေခြင်းက documentary ရဲ့စုံချက်ပဲ universal ဖြစ်မှုပဲဗျအဲ့ဒီတော့ documentary တွေမှာရိုက်ကူးသူ film maker ရဲ့ရွေးချယ်ထားတဲ့ topic ကအမျိုးစုံဖြစ်နိုင်ပါတယ်ဒါပေမဲ့ documentary ထဲမှာပါတဲ့ emotion တွေကတော့လူတိုင်းနဲ့သက်ဆိုင်တယ်လူတိုင်းနားလည်လို့ရတဲ့အမှန်တရားပါဒီနေရာမှာကျွန်တော်လေးစားရတဲ့မြန်မာ documentary film maker တယောက်ဖြစ်တဲ့မတ်ရှင်ဒေဗီရဲ့စကားကိုငှားပြီးတော့သုံးမရစေသူပြောတာက documentary တွေကကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေကိုမှတ်တမ်းတင်ဖို့နဲ့အဲ့ဒီမှတ်ဉာဏ်တွေကိုဖျက်ဆီးခံရတဲ့ဘေးကနေကာကွယ်ဖို့တဲ့အားလုံးပဲတနိုင်လောက်အဆင်ပြေကြပါစေ